အားလုံးပဲမင်္ဂလာပါဒီနေ့2025မှာလူငယ်တွေရဲ့ဝိညာဉ်ရေးကိုအထူးရှေ့ရှုပြီးတော့ MMC လူငယ်ကျန်းစာတင်နန်းတရက်ကိုပြုလုပ်သွားမှာဖြစ်ပါတယ်အထူးအစီအစဉ်တရက်အနေနဲ့ပြုလုပ်သွားမှာဖြစ်တဲ့ကြောင့်မို့ဒီတင်နန်းဟာဆိုလို့ရှိရင်လူငယ်တွေရဲ့ဝိညာဉ်ရေးကိုလေပဲတစ်ဆက်မြင့်တင်ပေးမဲ့တင်နန်းဖြစ်ပါတယ်ဒါကြောင့်လက်မလွတ်ပဲဒီတင်နန်းမှာအားလုံးအတူတကွပါဝင်နိုင်ဖို့ရန်အတွက်ကြိုးစားသွားကြရအောင်ဒီတင်နန်းရဲ့အသေးစိတ်ကိုတော့ဒီဗီဒီယိုအဆုံးထိကြည့်ပြီးတော့အတူတကွလိုက်ကြည့်ကြရအောင် let's go ဟုတ်ကဲ့ပါဒါကြောင့်မို့ကျမတို့ MMC လူငယ်ကျန်းစာတင်နန်းကိုတော့လာမဲ့9လပိုင်းကြာရင်ပြုလုပ်ကျင်းပသွားမှာပဲဖြစ်ပါတယ် MMC လူငယ်ကျန်းစာတင်နန်းကိုမေလ29 28 29မှာပြုလုပ်သွားမှာဖြစ်ပါတယ် အားလုံးလဲဆိုတော့ဒီတစ်ချိန်ကထူးခြားတဲ့နမိတ်လက္ခဏာတွေအမွတ်တစ်တွေယူပါယူအသက်တွေမြင်တွေ့ရတော့မယ့်အချိန်ဖြစ်တယ်နော် ဒါနဲ့ညီမကြီးသင်ချပေးမဲ့ဆရာတွေရော ဆရာတွေကတော့မြန်မာနိုင်ငံမှာဘုရားခင်အထူးအသုံးပြုနေတဲ့ဖာစတာမျက်နှာအဖြစ်လူငယ်တွေကိုကေတင်ချင်းနဲ့ခရိယာအသက်တာကိုတင် जा ပေးတော့မှာပါ ဟိုးပြီးတော့ချီမွန်ကိုဝေချင်းနဲ့ပတ်သက်ပြီးတော့စင်ကာပူနိုင်ငံကနေပတ်စတာကင်းပေါင်အဖြစ်လူငယ်တွေကိုချီမွန်ချင်းနဲ့ပတ်သက်ပြီးတော့တင် जा ပေးတော့မှာဖြစ်ပါတယ် ပြီးတော့ဆရာတော်တဲ့အဖြစ်လဲတတိခိုင်ချင်းနဲ့တကွာချီးမွမ်းခြင်းလဲပါဝင်သွားမှာဖြစ်ပါတယ် ဒီလူငယ်တင်တန်းကကျွန်တော်လူငယ်အရောက်တိုင်းရဲ့ဝိညာဉ်ရေးရနောက်ထပ် level တစ်ခုကိုတွဲခေါ်သွားပေးမဲ့တင်တန်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်လူငယ်တွေဒီတင်တန်းကိုတက်ရောက်နိုင်ဖို့ရန်အတွက်အရောက်တိုင်းကိုကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။ Let's go to next special level ။နောက်ထပ်စီစဉ်ကတော့ကျွန်တော်ကျန်းစာတင်တန်းကိုမနက်9:00နာရီခွဲမှာစပြီးတော့ညနေ4:00နာရီမှာပြီးမှဖြစ်ပါတယ်။နေ့လယ်စာစားဖို့ရန်အတွက်ကကျတော့နေ့လယ်12:00နာရီကနေပြီးတော့နေ့လယ်10:00နာရီမှာထမင်းစားတင်နားမှာဖြစ်ပါတယ်အဲ့တော့မနက်ပိုင်းမှာ breakfast မစားဘဲနဲ့ရောက်လာတဲ့လူတွေအားလုံးအတွက်ကကျတော့ကျွန်တော်ဒီ coffee နဲ့မဟုတ်ကိုပြင်ဆင်ပေးထားမှာဖြစ်ပြီးတော့နေ့လယ်စာထမင်းတစ်နက်ကိုတော့ကျွန်တော်တို့အတင်းတော်ကနေပြီးတော့အားလုံးကိုပြန်လည်ပြီးတော့ကျွေးမွေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်လို့ ဒါကြောင့် MMC အသင်းတော်မှာလူငယ်ကဏ္ဍကနေပြုလုပ်မဲ့3ရက်တာတင်နန်းမှာရှစ်တော်ညီကိုမောင်နှမအထူးသဖြင့်လူငယ်မောင်မေများမပြတ်မကွက်လာရောက်ပြီးမှနှုတ်ကပတ်တော်ကောင်းကြီးခံရအောင်လို့ဖိတ်ခေါ်ချင်တာဖြစ်ပါတယ်အဲ့ဒီတင်နန်းဟာလူငယ်မောင်မေများရဲ့ဝိညာဉ် level တစ်ဆင့်ကိုမြင့်တင်ပေးမဲ့နှုတ်ကပတ်တော်ဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်တင့်နေနဲ့အဲ့ဒီတင်နန်းမှာလက်မလွတ်စတန်ပေါဝင်ကြရအောင်လို့မြတ်တော်ယေရှုနာမ၌အားလုံးကိုဖိတ်ခေါ်ချင်တာဖြစ်ပါတယ်။ဘုရားကောင်းချီးပေးပါစေ။